င်္ဂလာပါရှင်ကျမဒေါက်တာမြတ်နိုးပါကျမတို့မြန်မာလူမျိုးတွေရဲ့ထမင်းဝိုင်းမှာဘူးညွန့်ဟင်းချိုဒါမှမဟုတ်ဘူးညွန့်အတုအမြုပ်ဆိုတာမပါမဖြစ်ဟင်းလျာတစ်ခုပဲဖြစ်ပါတယ်ဒါပေမဲ့ဒီဘူးညွန့်ဘူးရွက်လေးတွေမှာကျမတို့မထင်မထားတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိနေတယ်ဆိုတာကိုရောသိကြပါသလားဒီနေ့မှာတော့ဘူးညွန့်စားခြင်းအပြင်ရရှိနိုင်တဲ့ထူးခြားတဲ့အချက်73ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ဘူးညွန့်နဲ့ဘူးရွက်တွေမှာဗိုက်တာမင် C, B, K, E, E တို့အပြင်ဓာတ်ဓာတ် folate, potassium နဲ့ magnesium တို့ကျွယ်ဝစွာပါဝင်ပါတယ်။ဒါကြောင့်သူကသဘာဝရဲ့အားစေးတစ်ခွက်လိုတောင်ဆိုနိုင်ပါတယ်ရှင်။ဝိကျစေခြင်းဘူးညွန့်လေးတွေကအမြန်တက်ကျွယ်ဝတာကြောင့်အစာတန်နိုင်ရည်ရှိစေသလိုကယ်လိုရီပါဝင်မှုလည်းနေပါပါတယ်။အမြန်တက်ပါဝင်မှုမြင့်မားတာကြောင့်အစာခဏခဏစားခြင်းစိတ်ကိုလည်းပြေပြောက်စေပါတယ်ရှင်။အယိုးများကိုတန်မာစေခြင်းကယ်လ်ဆီယမ်နဲ့ဖော့စဖောရပ်စ်တွေဝါတာကြောင့်အယိုးတန်မာမှုနဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက်အဓိကအခန်းကဏ္ဍကပါဝင်ပါတယ်။ဒါအပြင်အယိုးဘွားယောဂကီးတို့သောအခြေအနေများကိုလည်းယုံနေစေပါတယ်ရှင်။အစာချေစနစ်ပြဿနာများကင်းဝေးစေခြင်းအမြန်တက်ကျွယ်ဝတာကြောင့်ဝမ်းချုပ်တာကိုတတ်တာစေသလိုအစာချေစနစ်တစ်လျှောက်နဲ့ဥမကြီးကိုတန့်စင်ပေးနိုင်တာကြောင့်ဥမကြီးကျန်းမာရေးအတွက်လည်းကောင်းမွန်ပါတယ်ရှင်။နှလုံးကျန်းမာစေခြင်းပွေးတွင်းကိုလက်စထရိုကိုရောကျစေနိုင်တာကြောင့်နှလုံးကျန်းမာရေးအတွက်အထောက်အကူပြုပါတယ်။ဘူးသီးရွက်ဖြောရည်ကိုတစ်ပတ်3ချိန်ခန့်တောက်ပြီးရင်ကိုလက်စထရိုအဆင့်ကိုထိန်းညှိပေးနိုင်ပါတယ်ရှင်။စီးလန်းချောင်းပိုးဝင်ခြင်းကိုတတ်တာစေခြင်းစီးလန်းချောင်းပိုးဝင်တဲ့အခါဘူးညွန့်လေးကိုအရေးကျိတ်ပြီးတန်ပရာရည်အနှင်းငယ်နဲ့တောက်ပြီးခြင်းဖြင့်တိတိတတ်တာစေနိုင်ပါတယ်ရှင်။စိတ်ဖိစီးမှုလျော့ပါစေခြင်းခိုလင်းပါဝင်တာကြောင့်မှန်ညံအားကောင်းပြီးအုံနောက်စွမ်းဆောင်ရည်ကိုနှိမ်တင်ပြီးသလိုစိတ်ဖိစီးတာနဲ့စိတ်တက်ကြတာတွေကိုလည်းတတ်တာစေပါတယ်ရှင်။ခိုခံစွမ်းအားကိုမြင့်တင်ပေးခြင်းအန်တီအောက်ဆီဒန့်များစွာပါဝင်တာကြောင့်ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကိုမြင့်တင်ပေးနိုင်ပါတယ်ရှင်။စီးချိုယောဂါကိုထိန်းချုပ်နိုင်ခြင်းဘူးသီးရွက်ကိုနှီးစင်စားသုံးပေးခြင်းဖြင့်သွေးတွင်းသကြားဓာတ်ကိုရော့ကျစေပြီးစီးချိုတက်ခြင်းကိုအကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်ရှင်။အနာများအတွက်ကောင်းမွန်ခြင်းအနာဆွေပီတီနာရေဆိုးနာနဲ့အနာမျိုးစုံအတွက်ဘူးရွက်နဲ့ဘူးညွန့်ကိုကြိတ်ပြီးအုံပေးခြင်းဖြင့်အနာကိုအမြန်ကျက်စေပါတယ်။ဒါအပြင်၎င်းကိုကြိတ်ပြီးထွက်လာတဲ့အရည်ကိုတောက်ရင်လဲစေးစွမ်းထပ်ပါတယ်ရှင်။စွမ်းအင်တိုးမြင့်ပေးခြင်းဘူးသီးရွက်မှာကျန်းမာရေးနဲ့ညင်ညွတ်တဲ့အဆီတွေပါဝင်တာကြောင့်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းအင်ကိုထောက်ပံ့ပေးပြီးတနေ့တာလုံးလန်းဆန်းစေပါတယ်ရှင်။သွားအတွက်ကောင်းခြင်းသွားကြိုက်ခြင်းကိုတတ်တာစီပါတယ်။သွားများမပြတ်စီအောင်ကြိုတင်ကာကွယ်တဲ့အနေနဲ့ဘူးညွန့်အရည်ဖြင့်ပလုတ်ခြင်းပေးသင့်ပါတယ်ရှင်။ရေဓာတ်ဖြည့်တင်းပေးခြင်းအစာအိမ်ကိုအေးမြစေပြီးခန္ဓာကိုယ်အပူချိန်ကိုလျှော့ချပေးပါတယ်။နွေရာသီမှာဆုံးရှုံးသွားတဲ့ရေဓာတ်သကြားဓာတ်နဲ့ကာဘိုဟိုက်ဒရိတ်တွေကိုပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အပြင်ကြွက်သားတွေကျန်းမာရေးအတွက်လည်းကောင်းမွန်ပါတယ်။စံกีตาအတွက်ကောင်းခြင်းဗီတာမင် B ပါဝင်တာကြောင့်ဦးရည်ပြားကိုအေးမြစေပြီးသပင်ကျွတ်ခြင်းကိုကာကွယ်ပေးပါတယ်။ဘူးသီးရွက်ကိုထောင်ပြီးတံပရာရည်သို့မဟုတ်ပန်းသီးရှာလကာရည်နဲ့ရောပြီးသပင်မပေါက်တဲ့နေရာတွေမှာလိမ့်ပေးနိုင်ပါတယ်။အခုဆိုရင်ဘူးညွန့်ဘူးရွက်ကကောင်းကျိုးတွေကိုသိသွားကြပြီဖြစ်ပါတယ်။ဒါပေမဲ့တခုသတိပြုရမှာကတော့ဘေးအရာမဆိုအလွန်ကြုံမစားမိဖို့နဲ့ဓမ္မတိသူတွေအနေနဲ့ရှောင်ကျဉ်ဖို့လိုအပ်ပါတယ်ရှင်။ကျမ်းမာရေးဗဟုသုတတွေတိုးပွားဖို့အတွက်ကျမတို့ရဲ့ channel ကိုလည်း subscribe လုပ်ထားကြပါအောင်။အားလုံးပဲကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေရှင်။